ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ niche mono ကိုရောက်နေတာဖြစ်ပါတယ်ဒါကတော့ကွန်ဒိုရဲ့ဝင်ပေါင်းမှာတွေ့ရမယ် Rackham လမ်းမကြီးပဲဖြစ်ပါတယ် High rise building 2လုံးနဲ့ low rise building 3လုံးပါရှိပြီးတော့အခန်းအမျိုးအစားတွေအနေနဲ့ 1 bedroom 1 bedroom plus နဲ့2 bedroom ဆိုပြီးရှိပါတယ်ဒါကတော့ lobby area လေးပဲဖြစ်ပါတယ်ဒါလေးကတော့1 bedroom ခန်းလေးဖြစ်ပါတယ်ဝင်ချင်း kitchen ရှိပါမယ်ဒီဘက်ချမ်းမှာတော့ရေကက်တက်တာရှိမယ်ဒီဘက်မှာတော့ living room လေးရှိပါမယ်ဒါလေးကတော့ bedroom လေးဖြစ်ပါတယ်ဒီဘက်မှာတော့ bathroom လေးရှိပါမယ် bedroom ကနေမြင်ရမယ့် window view ဖြစ်ပါတယ်ဒါလေးကတော့ balcony လေးဖြစ်ပါတယ်ဒါကတော့ balcony ကနေမြင်ရတဲ့ view ဖြစ်ပါတယ်ဒါလေးကတော့ public area လေးပဲဖြစ်ပါတယ်ဒါလေးကတော့ meeting room လေးပဲဖြစ်ပါတယ်ဒါကတော့ squash ကောင်းနေရာလေးပဲဖြစ်ပါတယ်ဒါကတော့ browsing ထိုးရတာကြိုက်တဲ့သူတွေအတွက်နေရာလေးပဲဖြစ်ပါတယ်ဒါကတော့ workout လုပ်မဲ့သူတွေအတွက် gym နေရာလေးဖြစ်ပါတယ်ဒါလေးကတော့ sky lounge area လေးပဲဖြစ်ပါတယ်ဒါကတော့ swimming pool နေရာလေးပဲဖြစ်ပါတယ်